အားလုံးပဲမင်္ဂလာပါဒါကျွန်တော်21ရက်10လ2025ဒါကျွန်တော်တို့ဒီနေ့မှာတော့ချန်ပီယံလိပွဲစဉ်တွေတော်တော်များများရှိပါတယ်ကျွန်တော်ချန်ပီယံလိပွဲစဉ်တွေနဲ့အတူတူကျွန်တော်အင်္ဂလန်ချန်ပီယံရှစ်မှာလည်းပွဲစဉ်တွေအများကြီးရှိပေါ့ဗျာเนาะဒီနေ့မှာဆိုရင်ဒါမောင်းဆုံးမဲ့ညီကိုရတော့ဒါ share ပဲဗျာเนาะအသင်းတွေ share ရွေးလို့ရမယ်เนาะဘိုးဒီပွဲကောင်းစော့ကျင်တဲ့ညီကိုလည်းဒါ share ပြင်းလို့ရမယ်ညတညဖြစ်ပါတယ်မနေ့ကညမှာတော့ဒါကျွန်တော်ရွေးချယ်ပေးခဲ့တဲ့နှစ်ပွဲမှာတော့တပွဲကြတပွဲအောင်ပေါ့ဗျာเนาะကျွန်တော်ကဒါပြောချင်တာဆိုရင်ကျွန်တော်ဗီဒီယိုဖိုင်လုပ်တဲ့အချိန်ကကြည့်ရတော့ဒဲပဲဒါပေမဲ့ဒီကျွန်တော်တို့9နာရီ10နာရီလောက်ကြတော့ကြေးတွေကပြောင်းသွားတယ်ဘရက်ဖွားနေပြီးတော့ကြေးပြန်ပေးတယ်ဝါဟန်းကိုဒီလိုမျိုးလေးတော့ဖြစ်တတ်တယ်ဗျအနားနီးနာမှာဒါကြေးတွေတာတက်သွားပြီးတော့ကြေးတက်သွားပြီးတော့ကြေးအောင်သွားတာတွေဒါဒီတာတကားတွေကပူကီတွေကဒါလှည့်သားထားတာเนาะအစောပိုင်းမှာတော့ဒါဝါဟန်းနဲ့ဘရက်ဖွားကြေးတက်တယ်ဖွင့်လိုက်တယ်ဗျာဒီတက်တယ်ဆိုတော့ကျွန်တော်ကဝါဟန်းပဲเนาะကျွန်တော်ဗီဒီယိုဖိုင်လေးလုပ်ပြီးတည်လိုက်တယ်ညဥပိုင်းရောက်တော့ဒါ grab ကဒါကြေးပေးလိုက်တယ် level ကိုပြား90ရှုံးဆိုပြီးတော့ဝါဟန်းကိုဒုံဆိုကြေးပေးလိုက်တယ်ကျွန်တော်ထင်တယ်ဝါဟန်းတော့ကြေးမအောင်တော့ဘူး grab ကြေးအောင်မှုများပါပြီဘာကြောင့်လဲဆိုတော့ grab ကနေပြီးတော့ကြေး level ပြား90တုံးဒိုင်းကနေတက်သွားတဲ့ချိန်ကျတော့ကြေးအောင်သွားရပေါ့ဗျာเนาะကဲတင်ကြတော့အကောင်းဆုံးစူးစမ်းပေးထားတဲ့3ပွဲရှိပါတယ်ယနေ့မှာတော့ကျွန်တော်ရင်ဦးဆုံးပြောချင်တဲ့ပွဲလေးရှိပါတယ်ယနေ့မှာပွဲစဉ်တွေတော်တော်များများရှိရပေါ့ဗျာเนาะအာဆင်နယ်တို့ PSG တို့ဒေါ်မွန်တို့ဒါနာပူလီတို့မန်စီးတီးတို့ဒါအင်တာမီလန်စုံပဲဗျเนาะအသင်းကြီးတွေတော်တော်များများဒီနေ့ညမှာကံမှာဖြစ်ပါတယ်ဒီထက်မှစိတ်ကြိုက်3ပွဲရွေးချယ်ပေးမှာဖြစ်ပါတယ်အရင်ဦးဆုံးရွေးချယ်ပေးချင်တာကတော့ကျွန်တော်တို့ PSV နဲ့နာပူလီရဲ့ပွဲစဉ်လေးကိုကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်เนาะယနေ့ညမှာတော့PSV ကိုနာပူလီကနေပြီးတော့အဝေးကွင်းကနေပြီးတော့ level ကိုပြား90ရှုံးဂိုးပေါင်းချင်းလေးမှာတော့သုံးလုံးကိုတဝက်စာဒီချင်းလေးဖွင့်ထားပါတယ်ဒီပွဲစဉ်ကိုကျွန်တော်စိတ်ကြိုက်တဲ့ကြောင်းကောင်းရွေးထုတ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့တွေကဒါပြောရမယ်ဆိုဘလုံးပွဲသုံးသက်ပေးတဲ့ချိန်လက်ရှိကြေးနေကြေးထားရအောင်ကြည့်ပြီးသုံးသက်ပေးရတာဖြစ်တယ်ခါကြလည်းပွဲတွေလာကန်နေကြကြေးတွေပြောင်းလဲတွေဖြစ်ပြီးတော့ကြေးကြသွားတာမျိုးတွေကြေးဒိုင်းကနေထိုးတက်သွားတာမျိုးလေးတွေရှိတယ်เนาะအဲ့ချိန်ကျတော့ကြေးတွေပြောင်းလဲဖြစ်ပြီးတော့ကမောက်ကမကြီးဖြစ်တဲ့ခါမျိုးလို့ရှိတယ်အားကြောင့်မလို့ Telegram channel ကို join တာပါ Telegram channel ကတော့ဒါပွဲလာကန်ဒီအနီးကပ်မှကျွန်တော်တင်ပေးတာများတယ်ဘာလို့လဲဆိုတော့ကြေးငိမ်မှ Telegram channel မှာတင်ပေးတာများတယ်เนาะအားကြောင့်မလို့ YouTube ရဲ့ comment အောက်မှာ Telegram channel လေးရှိပါတယ်လာရောက် join ထားလို့ရပါတယ်ဒီပွဲစဉ်လေးဆောတာ PSV နဲ့နာပူလီပွဲစဉ်လေးတွားပြန်ကြည့်ရမယ်ဆိုရင်ယနေ့ညမှာနာပူလီက PSV ကို level ပြား90ရှုံးဘာကြောင့်ပေးရလဲဆိုတော့လက်ရှိရာသီ PSV ရဲ့ခြေစမ်းကဒါပြောရမယ်ဆိုရင်နာပူလီနဲ့ရှင်တော့ PSV ကနည်းနည်းနှိမ့်တယ်ဒါကြောင့်မို့အဝေးကွင်းကနေတော့ဒါနာပူလီကနေပြီးတော့ level ကိုပြား90ရှုံးပေးရဖြစ်တယ်နောက်ပြီးတော့ဒီကျွန်တော်တို့ကလပ်ချင်းလဲကွာတယ်ပေါ့ဗျာเนาะကလပ်စင်တန်းချင်းလဲကွာတယ်ကျွန်တော်အားကြောင့်မို့လဲနာပူလီကအီတလီစီးရီးရေเนาะ PSV ကတော့ဒါနယ်သာလန်ကလပ်ထဲကနယ်သာလန်ဟွာပေါ့ဗျာเนาะနယ်သာလန်မှတ်ပြီးပွဲတဲ့အသင်းဖြစ်တယ်လက်ရှိ PSV ကတော့ဒါကျွန်တော်တို့ပြီးခဲ့တဲ့အကြော့မှာချန်ပီယံလိကန်ပြီးသွားပြီလီဗာပူးဆင်နဲ့1-1ကန်ထားခဲ့တယ်เนาะလီဗာပူးဆင်နဲ့1-1ကန်ထားခဲ့တယ်နာပူလီကိုကျွန်တော်တို့တစ်ချက်သွားပြန်ကြည့်ရမယ်ဆိုရင်တော့နာပူလီကတော့ကျွန်တော်တို့ဒါပြီးခဲ့တဲ့ကျွန်တော်တို့ချန်ပီယံလိစပိုတင်နဲ့ပွဲတင်မှာတော့2-1ဆိုတဲ့ရလဒ်နဲ့နာပူလီကတော့နိုင်ပွဲရရှိထားတယ်ဒါဒီနေ့ညမှာဝေးခွင့်ရနေပြီးတော့နာပူလီကလာရောက်ရှင်ပြိုင်မှာဖြစ်တဲ့ PSV ကိုကျွန်တော်တို့နာပူလီရဲ့ပွဲစဉ်တွေတခြားသွားပြန်ကြည့်မယ်ဆိုနာပူလီကအဝေးကွင်းဆိုရင်သူဒါနည်းနည်းလေးခြေစမ်းခြေစားတော်တော်လေးပြောရမယ်အကြဘက်ကိုရောက်သွားတဲ့အသင်းမျိုးဖြစ်တယ်အဝေးကွင်းဆိုညံ့တယ်ပေါ့ဗျာเนาะညံ့တယ်လို့ပြောလို့ရတယ်ဒါကြောင့်မို့ဒီနေ့ညမှာဒီပွဲစဉ်လေးကိုကျွန်တော်9ပေါင်း9အောက်လေးကိုရွေးချယ်ပေးခြင်းနဲ့ဘိုးလေးကိုလက်ဆောင်ပြီးတော့ဘာကြောင့်ဆိုတော့ PSV နေPSV နေနဲ့လည်းအိမ်ကွင်းမှာယနေ့ညမှာနာပူလီကိုဒါသူ့အနေနဲ့ရမသုံးမရဘူးအကောင်းဆုံးရှင်ပြိုင်သွားမယ်လို့ကျွန်တော်ခမန်းသုံးသပ်မိတယ်နာပူလီနေနဲ့လည်းအဝေးကွင်းကဆိုရင်သူအနေနဲ့ဒါတိုရီနိုဂိုးပေးရတယ် AC မီလန်ဂိုးပေးရတယ်မန်စီးတီးကိုဂိုးပေးထားရတယ်เนาะချန်ပီယံလိနှစ်ပွဲလုံးဒါအဝေးကွင်းကန်ထားတယ်နှစ်ပွဲလုံးဒါနိုင်ပွဲရရှိထားခြင်းမရှိသေးဘူးဗျเนาะစပိုတင်နဲ့ပွဲစဉ်မှာတော့ဒါ2-1ဆိုတဲ့ရလဒ်နဲ့နိုင်ထားပြီးတော့ဒါမန်စီးတီးနဲ့ပွဲစဉ်မှာတော့2-0နဲ့ရှုံးထားခဲ့တယ်အဲ့ဒါကြောင့်မလို့ဒါပူအနေနဲ့ဒါပြိုင်ပွဲဆုံးဒါကျွန်တော်တို့အဝေးကွင်းမှာသွားကန်နိုင်ဒါသူ့အနေနဲ့အရှုံးဆိုတဲ့ရလဒ်ပဲကြုံတဲ့နာပူအနေနဲ့ယနေ့ညမှာ PSV ကိုဂိုးခွင့်ပြုပေးရအောင်မယ်လို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်
အဲ့အတွက်ကြောင့်မို့လို့ယနေ့ညမှာကျွန်တော်ကတော့ဒီနာပိုလီနဲ့ PSV ရဲ့ပွဲစဉ်ဂိုးပေါင်းချင်း350စာကိုကျွန်တော်ကတော့လက်ရှိကြေးနေကြေးထားရကျွန်တော်ဂိုးဘော်လေးကိုကျွန်တော်ကြိုက်တတ်ပါတယ်ကျွန်တော်ဂိုးဘော်လေးကိုရွေးချယ်ပေးခြင်းပါတယ်ကဲနောက်တစ်ပွဲကိုကျွန်တော်တို့ဆက်သွားရမယ်ဆိုရင်ကျွန်တော်တို့ဒါအစောပွဲလာမဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ဒီပွဲစဉ်ကတော့ဒါဘာစီလိုနာနဲ့အိုလံပီယာကော့ပွဲစဉ်လေးဖြစ်တယ်လက်ရှိဘာစီလိုနာရဲ့ကြေးမှာတော့အိုလံပီယာကော့ကိုဖွင့်လှစ်ထားတာနှလုံးတည်နော်နှလုံးတည်ဖွင့်လှစ်ထားတယ်ဂိုးပေါင်းကြေးလေးမှာတော့3လုံးရှုံးဆိုတဲ့ကြေးမျိုးလေးဖွင့်လှစ်ထားတယ်လက်ရှိဘာစီလိုနာရဲ့ခြေစမ်းရကတော့ကောင်းတဲ့ဘက်မှာလည်းရှိသလိုဆိုးတဲ့ဘက်မှာလည်းရှိတယ်เนาะပြီးခဲ့တဲ့ဒါ PSG နဲ့ပွဲမှာ 1-2 နဲ့ရှုံးတယ်စီဗီလာနဲ့ပွဲမှာ 4-1 ရှုံးထားခဲ့တယ်ယူနာနဲ့ပွဲမှာတော့ 2-1 နဲ့နိုင်ထားခဲ့တယ်ဆိုစီတက်ပွဲမှာ 2-1 နဲ့ OBJ နဲ့ပွဲမှာတော့ 1-3 နဲ့နိုင်ထားခဲ့တယ်ပေါ့ဗျာเนาะဒီလိုရလဒ်မျိုးလေးတွေရရှိတယ်အိုလံပီယာကော့ကတော့ဒါသူ့အနေနဲ့ချန်ပီယံလိဒါเนาะချန်ပီယံလိပွဲစဉ်တွေမှာတော့ဒါသူ့အနေနဲ့ရလဒ်ကောင်းတာခြင်းမရှိဘူးအာဆင်နယ်ကို2-0နဲ့ရှုံးထားခဲ့တယ်เนาะဒီလိုမျိုးရလဒ်လေးတော့ရှိတယ်အိုလံပီယာကော့ကတော့ဘာစီလိုနာနဲ့ရှင်တော့အများကြီးအဆင့်တိတ်နဲ့အသင်းသတင်းဖြစ်တယ်ဘာလို့လဲဆိုတော့ Greek ကလပ်ထဲကအသင်းသတင်းဖြစ်တယ်เนาะချန်ပီယံလိပွဲစဉ်သူကန်ခဲ့တဲ့ထဲမှာအာဆင်နယ်နဲ့ပွဲစဉ်မှာတော့သူ2-0နဲ့ရှုံးတယ်ပေါ့နဲ့ပွဲစဉ်မှာတော့ဒါသူစီစီကတ်ထားခဲ့တယ်ဒီလိုရလဒ်မျိုးလေးတော့ရှိတယ်ယနေ့ညဘာစီလိုနာနဲ့ကန်မှာဖြစ်တယ်နောက်ပြီးတော့အဝေးကွင်းမှာလာအောင်ရှင်ပြိုင်မှာဖြစ်တယ်ဘာစီလိုနာအိမ်ကွင်းဖြစ်တယ်လက်ရှိခြေသန်းရနဲ့အစစ်တန်းရမှာလည်းဘာစီလိုနာနဲ့ကွာခြားချက်တွေအများကြီးရှိတော့မို့နှလုံးတရေကြီးရတော့ဒါကျွန်တော်အနေနဲ့ဖြစ်တဲ့ကြေးတစ်ကြေးလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်ဘာစီလိုနာကတော့ဒါချန်ပီယံလိနှစ်ပွဲကန်ပြီးသွားပြီချန်ပီယံလိနှစ်ပွဲကန်ပြီးတဲ့နယူကာဆယ်ကို 1-2 နဲ့နိုင်ထားပြီးတော့ PSG တော့ 1-2 နဲ့ရှုံးထားခဲ့တယ်ဘာစီလိုနာအနေနဲ့ဒါချန်ပီယံလိဒုတိယကျော်အိမ်ဝင်းမှာတော့ဒီနိုင်ပွဲရလက်ရထားခြင်းတော့မရှိဘူးအဲ့အတွက်ကြောင့်မို့ဒီနေ့ညမှာအိမ်ဝင်းမှာတော့နှလုံးတည်ဆိုတဲ့ခြေမျိုးကတော့အိုလံပီယာကော့တော့အနည်းဆုံးတော့2-0ကနေစကြည့်ရမယ်ပွဲတစ်ပွဲလို့ထင်မြင်သုံးသပ်မိတယ်เนาะလက်ရှိမှာတော့ဒါဘာစီလိုနာခြေတန်းခြေသားတော့အိုလံပီယာကော့ကိုမနိုင်စရာအကြောင်းတော့မရှိဘူးကျွန်တော်တို့ကိုမပြတ်အပြတ်ပဲစောင့်ကြည့်ရမယ်ညညလို့ကျွန်တော်ထင်မြင်သုံးသပ်မိတဲ့အတွက်ဘာစီလိုနာဘော်လေးကိုကျွန်တော်ရွေးချယ်ပေးကြပါတယ်เนาะကဲကျွန်တော်တို့နောက်ပွဲသွားအောင်ဗျဒီနောက်ပွဲကတော့ကျွန်တော်ရွေးချယ်ထားတဲ့နောက်ဆုံးတစ်ပွဲကတော့လေဗာကူဆင်နဲ့ PSG တွေပွဲဒီပွဲစဉ်ကိုရွေးချယ်ပေးသွားမှာဖြစ်ပါတယ်เนาะဒီပွဲစဉ်မှာဆိုရင်တော့ကျွန်တော်တို့ဒါ PSG ကနေပြီးတော့လေဗာကူဆင်ကိုကြေးဖွင့်လှစ်ထားတာဖြစ်ပါတယ်เนาะ1.50တလုံးကို50စားဖွင့်လှစ်ထားတယ်ဂိုးပေါင်းကြေးလေးမှာတော့3လုံးကိုတရေဒီပွဲစဉ်လေးကိုကျွန်တော်ရွေးချယ်ပေးသွားအောင်မှာဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုရင်လက်ရှိလေဗာကူဆင်ရဲ့ခြေစမ်းကိုတွားပြန်ကြည့်ရမယ်ဆိုရင်လက်ရှိလေဗာကူဆင်ရဲ့ခြေစမ်းခြေသားရကတော့ဒါပြောမယ်ဆိုရင်အကောင်းဘက်ကိုတော့ဒါတွားနေတဲ့ပုံစံမျိုးပေါ့ဗျာနိုင်ပွဲနောက်ဆုံးပြိုင်ပွဲတော့9ပွဲလုံးရှုံးပွဲမရှိသေးဘူးဘူချန်ဂလာဘက်ကို1-1ကန်တယ်စိတ်မော်လီကို1-2ကန်တယ်ပြီးခဲ့တဲ့ဒါကျွန်တော်ချန်ပီယံလိပွဲစဉ် PSV ကိုကျွန်တော်တို့1-1ကန်ထားခဲ့ပြီးတော့ယူနီယံပါလီကို2-0မိတ်ကို3-4နဲ့နိုင်ထားခဲ့တယ်လက်ရှိလေဗာကူဆင်ရဲ့ခြေစမ်းနောက်ဆုံးကန်ခဲ့တဲ့9ပွဲကိုကြည့်ရင်အားရကျေနပ်မှုတော့ရှိတယ်ဗျเนาะကောင်းဘက်လို့ရှိတယ်ကျွန်တော်တို့ PSG ကိုတွားပြန်ကြည့်ရမယ်ဆိုရင် PSG ကလည်းအလားတူပဲနောက်ဆုံးပြိုင်ပွဲစုံ9ပွဲတူကန်ပြီးသွားပြီသူရဲ့လက်ရှိမာစီးတဲ့နဲ့ရှုံးပြီးတော့အော်ဇာကို2-0နဲ့နိုင်တယ်ဘာစီလိုနာကိုချန်ပီယံလိမှာ1-2နဲ့နိုင်ပြီးတော့ Line League ကို1-1ကန်ပြီးတော့ Starboard ကိုပြီးရတဲ့ပွဲစဉ်မှာတော့3-3တည်ကြခဲ့တယ်ပေါ့ဗျာเนาะ Starboard နဲ့ပွဲစဉ်မှာတော့ဒါနောက်ကျကိုနဲ့3-3တည်ကြခဲ့တယ်ဒီပွဲစဉ်လို့တွားပြန်ကြည့်ရမယ်ဆိုရင်လက်ရှိချိန်တန်းရတော့ဒါမတိတ်မေးပေါ့ဗျာเนาะပြောမယ်ဆိုရင်တော့ဒီကျွန်တော်တို့ကလပ်ချင်းတာကွာမဲ့ဂျာမန်ဘူတိလီဂါနဲ့ကျွန်တော်တို့ဒါပြင်သစ်လီဂါနာကွာသွားမယ်လက်ရှိခြေစားပိုင်းရကတော့ဒါမတိတ်မင်းနေထားပုံစံမျိုးရှိတယ်ဒါမနစ်ကတော့ဒါကျွန်တော်တို့ချန်ပီယံလိဖလားပူလုံးရထားတဲ့ PSG နဲ့ဒီနှစ်မှာရောဘယ်လောက်ထိစင်တန်းရောက်ပြီးတော့ချန်ပီယံလိဖလားကိုထိပ်သွားမလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ဖွင့်ထားတဲ့ကြေးကဝေးခွင့်ကနေ1.50ဆိုတော့ PSG အနေနဲ့လေဗာကူဆင်ကိုဖွင့်ထားတဲ့ကြေးကတော့ဒါပြောရမှာဆိုရင်ပြည့်နဲ့ကြေးတစ်ကြေးလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်ပေါ့ဗျာเนาะလက်ရှိခြေစမ်းရနဲ့လည်းချားမယ်ဆိုရင်တော့ PSG ကတော့လေဗာကူဆင်တက်အများကြီးတာတယ်เนาะအဲ့အတွက်ကြောင့်မို့ဒီပွဲစဉ်လေးကိုကျွန်တော်တချောင်းကောင်းလေးရွေးထုတ်ပေးခြင်းနဲ့เนาะဒါချောင်းလေးပြင်ကိုဒီပွဲစဉ်ကိုရန်စွာမဲ့အကြောင်းလေးပါကျွန်တော်ပြောခြင်းတယ်ဘာကြောင့်လဲဆိုတော့ဒီပွဲစဉ်ကိုကျွန်တော်နှစ်ကြောင်းကြိုက်နေတာဗျเนาะနှစ်ကြောင်းကြိုက်နေတယ်ဒါပေမဲ့တချောင်းကိုတော့ကျွန်တော်
ပိုတာတာကျွန်တော်စော့သိကျင်တယ်ပေါ့ဗျာနော်ယနေ့ညမှာလီဗာပူးစင်နဲ့ PSG ရဲ့ပွဲစဉ်မှာကျွန်တော်ကတော့ PSG body လေးကိုကျွန်တော်ကြိုက်နေတတ်ပါတယ်ဂိုးပေါ်ပပလေးစော့ကျင်တဲ့ညီကိုလေးဂိုးပေါ်ပပလေးကျစော့တင်ပါတယ် PSG နဲ့လည်းအိမ်ဝင်ကနေဘာစီလိုနာကိုဂိုးရသွားနိုင်လို့ဘာစီလိုနာအနေနဲ့ယနေ့ည PSG ကိုဖွင့်ထားတဲ့ဘော်ကြီးမှာတော့ကြီးအောင်မှုများတဲ့အတွက်ကြောင့်မို့ဒီပွဲစဉ်ကိုကျွန်တော်ကအနည်းဆုံး1-2ကနေစကြည့်ရမယ်လို့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ထင်မြင်မိတယ်ဒီပွဲစဉ်ကိုတော့ကျွန်တော်1-240တော့ကျွန်တော်မှန်းထားတယ်ဗျနော်အဲ့အတွက်ကြောင့်မို့လို့ PSG ဘော်ကြီးကတော့ကျွန်တော်တော်တော်ကြိုက်တယ်အဲ့ကြောင့်မို့ဂိုးဘော်လေးတော့ရန်ဆော့ပါနော်ညီကိုတို့ဂိုးဘော်လေးပေါ့လိုက်ရန်ဆော့တင်တယ် PSG ဘော်ကြီး PSG ဂိုးဘော်ရန်ဆော့ပါယနေ့ညမှာကျွန်တော်ရွေးချက်ပေးခဲ့တာတော့3ပွဲဖြစ်ပါတယ်ချန်ပီယံလိ3ပွဲနော်ကျွန်တော်တို့နာပိုလီနဲ့ PSV ပွဲစဉ်မှာကျွန်တော်ကတော့ဂိုးပေါင်းပေါ်ရွေးချယ်ပေးပြီးတော့လီဗာပူးစင်နဲ့ PSG ရဲ့ပွဲစဉ်မှာတော့ PSG ဘော်ဒီကိုကြိုက်ပြီးတော့ဂိုးပေါင်းအပေါ်လေးကိုရန်ဆော့ပါဘာစီလိုနာနဲ့အိုလံပီယာကောရဲ့ပွဲစဉ်မှာတော့ဘာစီလိုနာဘော်ဒီလေးကိုရွေးချယ်ပေးပါတယ်အားလုံးပဲယနေ့ညမှာချန်ပီယံလိပွဲစဉ်နဲ့တူအနိုင်ငွေတွေများများထုံးနိုင်ကြပါစေလို့စမွန်ကောင်တိုင်းနဲ့ကျွန်တော်ဗီဒီယိုဆုံးသက်ပြစေကျွန်တော်ရဲ့ဒါ subscriber တယောက်ချင်းစီတိုင်းတာယာလှပတဲ့နေ့တစ်နေ့လေးကိုပိုင်ဆိုင်ကြပါစေကျွန်တော်အားပေးတဲ့ကျောင်းကြီးတိုင်းနဲ့နိုင်ငွေတွေများများထုတ်ပြီးတော့ဒါကျွန်တော်တို့မောင်းတွေများများပေါက်ကြပါစေလို့ကျွန်တော်စုပေါင်းတောင်းလိုက်ပါတယ်เนาะတချို့ဒါကျွန်တော်ပြောတဲ့ပွဲစဉ်တွေကဗျเนาะဒါကျွန်တော် view ရိုက်တာအစိုးရရိုက်ထားတာဖြစ်တယ်အနာဒီပွဲစဉ်တွေကလာမှာဝေးလို့တည်းညနက်ပွဲတွေဖြစ်တယ်ကြီးกว่าဟာချက်လေးတွေတော့ရှိမယ်เนาะကြီးဟာချို့ပွဲကြတော့ကြီးဒီတိုင်းပဲညင်ပြီးတော့ဒီတိုင်းပဲကန်သွားတယ်ချို့ပွဲကြတော့အနာနီးမှာကြီးပြောင်းလဲအကြောင်းမို့ဒါကျွန်တော်တို့ချင်းချက်တွေလုပ်ပြီးတော့ကြီးအသေးတွေကခမောက်ခမဖြစ်သွားတာမျိုးလေးရှိတယ်အဲ့အတွက်ကြောင့် Telegram channel လေးကိုလာကြိုင်းတာပါ Telegram channel လေးကအနာကနီးကပ်ပွဲစဉ်တွေကိုတင်ပေးတာတော့ကြောင့်မလို့ Telegram channel လေးကိုဒီကျွန်တော် YouTube ရဲ့ comment အောက်မှာခြာပေးထားပါတယ် Telegram channel Viber channel ကိုလာရောက် join ထားလို့ရပါတယ်ကဲယနေ့ညပါလဲအားလုံးပဲညီကိုတွေအားလုံးပဲ good luck ပါလို့ဆုမွန်တောင်းတဲ့ကျွန်တော်ရဲ့ဗီဒီယိုဆုံးသက်ပြစေအားလုံးပဲမနက်ဖြန်ချန်ပီယံလိပွဲစဉ်နဲ့အတူတူပြန်ဆောင်ပြစေ